ခါတလေကြရင်အကောင့်ထဲကလူတွေဘဝတုတ္တရအောင်ကျိုးနိုင်ငံသားသွားတော့အတွေ့အကြုံတွေပြောပြကျင်တာတခါမှမရောက်ဘူးတော့ဘကားစပြောရမှန်းမသိဘူးတိတ်ပြောလိုက်တာရင်တောင်တုံနေပြန်စားသူလေးကညင်းတယ်တဲ့ဆွေပြမျိုးပြအဆင့်ကိုမရောက်လိုက်ဘူးသူပြကိုပြအဆင့်နဲ့ပဲပြက်ကုန်တာလမ်းချင်းတူရင်တော့လူချင်းတွေ့ကြအောင်ပါဗောကျွန်တော်ကအခုအရက်ဆိုင်သွားတဲ့လမ်းမှာဘလောက်ပဲချောလှငါရီးစားမဖြစ်ရင်အလကားပဲလက်ပြာတန့်နေတော့ကိုဆောင်းပြောရင်တော့တမားကိုပြောတာလို့ပဲထင်မိတယ်ကိုဝန်းနေအောင်လုပ်နိုင်တာဆိုလို့ EBC ပဲရှိတယ်ပြက်သွားလိုက်ပြန်လာလိုက်နဲ့ချစ်လို့ယူပြီးကမှကွာရှင်းပြက်ဆဲကြမယ်ဆိုတေချာစဉ်းစားပါတကယ်တမ်းနှစ်နာသူတွေကလက်ဖွဲ့တဲ့သူတွေပါဘရောမှအောက်ကြမခံပါနဲ့တေချာမိမိရကင်ပြီးစားပါနောက်တစ်ခေါက်ပြန်ဆောင်ခြင်းမဆောင်မှာမလို့ like နဲ့ follow လုပ်သွားကြအောင်နော်